စီးပွားလက်လာပါပွန့်စေမဲ့ရှိုးဝှက်ချက်ဆောင်းရံနှစ်ရှောင်းရံများဘာကြောင့်တချို့လူတွေကဘာလို့အဆင်ပြေပြီးတချို့ကတော့ကြိုးစားပေမဲ့လက်ပိတ်နေကြတယ်စီးပွားတက်ဖို့ဆိုတာအလုပ်ကြိုးစားရုံနဲ့မကပဲကျွန်တော်တို့ရဲ့နေထိုင်မှုပုံစံနဲ့အယူအဆတွေကလည်းအဓိကကျပါတယ်စီးပွားလက်လာပါရွှင်စေဖို့ဆောင်းရံများပထမဆုံးဆောင်းရံကတော့အေးရဲ့အဝင်ဝနဲ့ဧည့်ခံကိုအမြဲတန့်ရှင်းနေပါစေရှေးလူကြီးတွေကလက်နက်မင်းဟာတန့်ရှင်းတရက်တဲ့နေရာကိုပဲကြွအမြန်းတယ်လို့ဆိုကြပါတယ်အိမ်ထဲကိုအလင်းရောင်နဲ့လေကောင်းလေတိုင်ရအောင်လုပ်ထားတာဟာစွမ်းအင်ကောင်းတွေကိုဖိတ်ခေါ်တာပါပဲစိတ်ဓာတ်နဲ့အပြုတ်မှုဒုတိယအချက်ကတော့ပေးကမ်းခြင်းပါလက်လာပါဆိုတာစီးစင်းနေတဲ့ရေလိုပါပဲပေးကမ်းကူညီတတ်တဲ့သူစီကိုငွေချင်းဟာပုံမစည်းဝင်လာတတ်ပါတယ်နောက်ပြီးမနက်ခင်းမှာစိတ်ကြည်ကြည်လေးလေးနဲ့အလောက်စတင်ဖို့ဆောင်ရွက်ပါလက်ပိတ်စေမဲ့ရှောင်ရံများရှောင်ရံတွေထဲမှာအရေးကြီးဆုံးကတော့အိမ်ထဲမှာအကွဲနေတဲ့မှန်နဲ့ရက်တက်နေတဲ့နာရီတွေကိုမထားပါနဲ့ဒါတွေဟာစီးပွားရေးတုံဆိုင်မှုကိုဖြစ်စေတယ်လို့အယူရှိကြပါတယ်ပြီးတော့အိမ်ရှိမှာအမိုက်ပုံးထားတာဖက်နှက်တွေရှုပ်ပွားနေတာမျိုးကိုအထူးရှောင်ကျင်ပါနှုတ်ထွက်စကားအဓိကရှောင်ရမှာကစကားအနှုတ်လက္ခဏာတွေပါငါမှပတ်စံမရှိဘူးငါကတော့ကန်ဆိုးတယ်ဆိုတဲ့စကားတွေကိုအမဲပြောနေရင်တကယ်ပဲလက်ပိတ်သွားတယ်ပါတယ်မိမိကိုယ်ကိုယုံကြည်မှုရှိတဲ့စကားတွေကိုပဲပြောဆိုပါအယူအဆတွေကိုလိုက်နာသလိုပဲလက်တွေ့ကြကြအလုပ်ကြိုးစားဖို့နဲ့ငွေကြီးစီမံခန့်ခွဲတတ်ဖို့လည်းလိုအပ်ပါတယ်ကံဉာဏ်ဝိရိယ၃ခုဆိုမှသာစစ်မှန်တဲ့ချမ်းသာကြွယ်ဝမှုကိုရရှိမှာပါမိတ်ဆွေတို့တော့လက်ပိတ်နေသလားဒါတွေကိုအမြန်ပြင်ပါ